Hello ပါရှင်ဦးခေါ်ရဟတာကဟိုတလောကမှဖွင့်တဲ့ The Hidden Cave Cafe လေးကိုပဲသွားနေဖြစ်ပါတယ်ရှင်။ Cafe လေးကလေသူကနှစ်ထပ်ရှိရပေါ့နော်အထဲမှာလည်းအေးအေးလေးနဲ့လေလုံးဝသချင်းလေးရနားဟောင်းလုံးကောင်းနေပေါ့နော်။အပေါ်တက်လေးကိုစိုးကျင်နိုင်မလို့ဟတာကတော့အပေါ်တက်ကိုဆက်ပြီးတက်ခဲ့ပါရရှင်။ဒါကတော့အပေါ်တက်မှာထားပြီးထားတဲ့ပန်လေးပဲဖြစ်ပါတယ်။ Tray 2မစားကျင်နိုင်မလို့ဟတာကဒီ chocolate အေးတစ်ခွက်ပဲမှာခဲ့တယ်ပေါ့နော်။အေးလေးကတောက်လို့ကောင်းပြီးရော10 out of 10ပါရှင်။ပြီးတော့ဒီရီကိုနားလေးမှာတပုတ်ရချင်တယ်မလို့အောက်ကိုထပ်ပြီးဟတာကဆင်းခဲ့လိုက်ပါတယ်။ဒါကရီကိုနားလေးမှာပေါ့နော်။အရင်မိုက်တာပဲ။ဒါလေးကစားဒီ cafe ရဲ့ signature ဖြစ်တဲ့ဒီဖိုးလာမလေးပေါ့နော်။အဲ့အောင်နားလေးမှာလည်းတဖန်ခဲ့ပါတယ်။ဟတာတော့ခဏကထိုင်ခဲ့တဲ့အပေါ်တက်ဆိုင်မှာဆိုလို့ရှိရင်ဒီအောက်ထပ်လေးကတော့ပုံမိုက်တယ်ပေါ့နော်။သူကဒီ cave သဘောပေါက်လေးကိုလည်းအများကြီးပေးစွမ်းနိုင်တယ်။ဒါလေးကကျတော့ဒါခုနကဝင်ကြည့်ရမြဲခဲလိုက်ရလို့ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဆက်ဆက်တဲ့ခဲလေးနဲ့အရင်ကမှကို5ကိုပေါ့နော်အပြည့်အဝပေးစမ်းပါဟဲ့ကဲအဆုံးနေကြည့်ဘလို့အတွက်ကျေးဇူးပါနော်လိပ်စာလေးကကျတော့သူကလှဲတန်းခမုန်းပွင့်မျက်စောင်းထိုးမှရှိပါရဲ့ရှင်ဆိုင်နယ်မလေးက The Hidden Cave ပါဘိုင်ဘိုင်